မင်္ဂလာပါသားတော့ဟိုလောတဲ့ကပတ်ဖလားပွဲရှိရကြတယ်မှာနည်းနည်းကျွန်တော်တို့ရဲ့ကျွန်တော်ချက်စီကြောင်းလေးနည်းနည်းပြောချင်တော့အခု transfer မှာကျွန်တော်တို့ဒီဇာဗီလွန်ဆိုရောက်လာပြီးနောက်ပိုင်းမှာဇာဗီလွန်ဆိုက transfer ရဲ့တော်တော်ကိုတကယ် manager position ကနေဝင်ပြီးတော့ transfer ကို control လုပ်နေရပါအခုချက်ပိုင်းထွက်လာတဲ့တင်ရကျွန်တော်ရှက်ခါကိုဒီတူနဲ့လေးဘက်ကိုစင်မှာလက်တွဲခဲ့တဲ့ဒီဆွစ်ဇာလန်သားအာဆင်နယ်ကစားသမားဟောင်းပေါ့ဖလားယူခဲ့တဲ့ရှက်ခါနဲ့ပြန်ပြီးတော့လက်တွဲခြင်းနဲ့သူ့ခေါ်ပြီးတော့ကျွန်တော်တို့ဒီချက်စီတဲ့တစ်ပတ်တစ်ပွဲပဲကန်ရမှာဆိုသူနဲ့သူ့ရဲ့အသက်အရွယ်တစ်ပါနဲ့ကျွန်တော်တို့ချက်စီကိုပြန်ပြီးတော့ကွင်းလယ်မှာကွင်းလယ် engine တယောက်အနေနဲ့ပြန်ပြီးတော့မောင်းနေမယ်ဆိုပြီးတော့သူပုတ်ဖွဲ့ကိုလည်းပြောထားတယ်အခုပထမbid official bid 8 million ပေးပြီးွားပြီးဆန်နာလိုင်းအောင်ဒါပေမဲ့ဆန်နာလိုင်းကလည်းသူဝယ်တော့ဈေးတိုင်းပြန်ဝယ်တော့ဈေးထက်ပို့ပြီးတော့လိုချင်တော့လောလောဆယ်နှစ်သင်းကြားမှာ advance talk တော့ပြောနေတယ်ကျွန်တော် negotiation တွေလုပ်နေတယ်ကစားသမားဘက်ကတော့ကျွန်တော် personal agree ရထားတယ်ပေါ့ကျွန်တော်မြင်ရဒီအားလုံးကဒီသတင်းကတိပိတာပါဒါပေမဲ့ကျွန်တော်အမြင်လေးပြောချင်တာဒါနည်းနည်းကိုအတင်း virus ပါတယ်ပဲပြောပြဒါနည်းနည်းအရင်2020လက်ထက်က2026 29ကကွင်းလေအတွဲကိုတော့ကျွန်တော်ပြန်စဉ်းစားကြည့်လိုက်တော့ပြန်တတိယသွားသေးတယ်မာတင်နဲ့ကန်ဒီနဲ့အတွဲအဲ့လိုအတွဲမျိုးကိုဇာဗီလွန်ဆိုတာကွန်ဒီဖော်ဆောင်ခဲ့ကွင်းလေအတွဲပေါ့ဒီမှာရှာခါနဲ့ကျွန်တော်တို့ကိုက်စီတိုနဲ့အဲ့လိုမျိုးနှစ်ယောက်သွားရင်ကျွန်တော်တို့ဒီတပတ်တစ်ပွဲလဲကန်ရမယ်သူတို့နှစ်ယောက်ရဲ့ကွင်းလေနဲ့ဆိုလို့ရှိရင်ချက်စီနောက်နေ့ဘယ်လိုလာမလဲဘယ်လောက်ထိလုပ်ပြနိုင်မလဲဇာဗီလွန်ဆိုတယောက်ဒါလေးတော့နည်းနည်းမျှော်လင့်ချင်စရာကောင်းတယ်ပေါ့နောက်ဒီဇာဗီလွန်ဆိုပြီးရင်နောက် Lacroix လာမယ်Lacroix ကလည်းတကယ်ဒီ343 Lacroix ကလည်းဒီကပတ်ဖလာပြီးရတဲ့တန်းချိုင်းမယ်နှစ်တင်းကြာဒီ David Austin ကတင်ထားတယ်နှစ်တင်းကြာသဘောတူညီမှုတွေကျွန်တော်တို့ငွေကြေးဆိုင်ရာနောက်ဆုံး final statement ပဲလိုတော့တယ်ပေါ့ကျန်တာအားလုံးကသဘောတူညီမှုရထားပြီဆိုတော့နောက်တန်းမှာလည်းဒီLacroix Lacroix ကတော့ကျွန်တော်အရင် Wolfsburg မှာကလေးကတော်တော်ကြိုက်ခဲ့တဲ့ကစားသမားဗျချက်စီကMariano တို့လက်ထက်တော့လိုက်မယ်လုပ်ခဲ့သေးတယ်ဒါပေမဲ့မခေါ်ပြစ်လိုက်ဘူးအဲ့ဒါနေသူကစားသမား Crystal Palace ကိုရောက်သွားတာပေါ့ Crystal Palace မှာလည်းတော်တော်ဂူရီပြီးတော့သူနောက်တန်းကိုအခုဒီ Conference League ရတော့လေသူနောက်တန်းကိုတော်တော်ဦးဆောင်နိုင်တဲ့ကစားသမားပဲတခြားပြင်တဲ့အခု Decisive တို့ Bariashi တို့နောက် Fofana တို့သူတို့ ਨੇ different ဖြစ်တဲ့ကစားသမားဆိုတော့သူလည်းအောင်မြင်မှာကိုဝဲနဲ့သူနဲ့ Rich Chain Right CV မှာစောရင်မစောရင်လည်း Right CV တယောက်တော့ခေါ်မယ်နဲ့တူတယ်သူကတော့ Central CV စောမယ်နဲ့တူတယ် Lacroix ကအဲ့တော့ဘာဖြစ်ကျွန်တော်တို့အဓိကတော့ရှာခါနဲ့ဒီကိုက်စီကိုအတွဲလေးဘယ်လိုဖြစ်မလဲဆိုတာကြည့်ကျင်နေပြီပေါ့ကျွန်တော်ကတော့နည်းနည်းတော့ရင်ခုန်နေပြီဒါလေးကိုနောက်နှစ်မှာဒီတပတ်တစ်ပွဲကန်ရတဲ့နှစ်မှာချက်စီဘယ်လောက်ထိဖြစ်နိုင်မလဲပေါ့အဲ့ဒါလေးပြောချင်တာပါဟုတ်အားလုံးပဲညီတို့ကျေးဇူးပါ